Hello 大家好ဒီနေ့ကတော့ shopping ထွက်မဲ့နေ့လေးဖြစ်ပါတယ်ကိုတွတ်တော့မဟုတ်ပါဘူးကိုမောင်လေးအတွက်ပါအင်္ဂါမောင်အငယ်ဆုံးလေးရဲ့ GED graduation အတွက်အဝတ်စားလေးတောက်ပေးမှာဖြစ်ပါတယ်သူတို့ယောက်ျားလေးတွေအတွက် graduation outfit ကဘာမှဝယ်ရမှာမတည်ရနဲ့ line ပေါ်မှာတွေ့တဲ့ဆိုင်ကိုပဲသွားပါမယ်ကိုတွေ့ထားတဲ့ဆိုင်က Usana Plaza အပေါ်ထပ်မှာရှိတဲ့ဆိုလို့ဒီ Usana Plaza ကိုပဲလာခဲ့ပါတယ်ကဲဆိုင်ကိုတော့ရောက်ပါပြီဒီဆိုင်မှာကလေယောက်ျားလေးပတ်သက်ဝတ်စုံတွေအစုံရှိပါတယ်အဲ့ဒီဆိုင်ကအကိုတွေကတော်တော်လေးနဲ့မှဝန်ဆောင်မှုကောင်းတယ်ကိုတွေစောင်းဝတ်ချင်တဲ့ဝတ်စုံတွေအကုန်လုံးကိုသူတို့ကူညီပြီးတော့ပို့ပေးတယ်သူကတော့စောင်းဖို့ကိုကတော့ထိုင်စောင်းပေါ့နော်အများကြီးစောင်းဖို့ပြီးတော့ကျမတို့အကြိုက်ဆုံးဝတ်စုံကိုရှာတွေ့တော့ပါပြီအဲ့ဒီဆိုင်မှာဖက်နှက်လေးတွေလည်းရှိတော့ဒီစုနဲ့လိုက်ဖက်မဲ့ဖက်နှက်လေးကိုလည်းရွေးချယ်ပြီးတော့မှဝယ်ယူလိုက်ပါတယ်ကိုလိုချင်တဲ့အဝတ်စားတွေဝယ်ပြီးတဲ့နောက်မှာတော့ကျမမောင်လေးကကျုပ်ဖို့အိတ်လေးလည်းဝယ်ချင်တယ်ဆိုပြီးတော့မှကျုပ်ဖို့အိတ်ရောင်းတဲ့ဆိုင်တွေကိုပတ်ပြီးတော့ရှာရပါတယ်သူကဒီအိတ်အကြီးလေးပဲယူမယ်တဲ့စာအုပ်တွေလည်းထည့်လို့ရတယ်အဲ့ဒီကတော်တော်လေးနဲ့မှကြီးတယ် laptop တောင်ဆက်နေဒီထွက်ရင်လည်းဒီအိတ်ကိုသုံးလို့ရတယ်ဈေးဝယ်ပြီးတော့အိမ်ပြန်လာမလို့ပဲဒါပေမဲ့ဗိုက်ရန်စာနေလို့ဆိုပြီးတော့မှလဲတန်းစင်တာမှာဟော့ပေါ့တွားစားဖို့လာခဲ့ပါတယ်သူကအဲ့ဒီအမေရာဆက်လေးမှာတယ်ပြီးတဲ့ခါကျတော့မလာအရတာဟော့ပေါ့နှစ်အိုးကိုမှလိုက်ပါတယ်ပြီးတော့မောင်နှမနှစ်ယောက်သားဗီဒီယိုလေးလည်းရိုက်လိုက်ပါသေးတယ်ပြီးတော့နှစ်ယောက်သားအားရပါရစားပါပြီကျမကတော့လဲတန်းစင်တာရောက်တိုင်းအဲ့ဒီဖူဖူကိုပဲတွားပြစ်တယ်ဘာလို့လဲဆိုတော့ဘတ်ဂျက်ရန်ဆေးဖြစ်ပြီးတော့မှအရတာတွေလည်းမစိုးတော်တော်လေးအဆင်ပြေတယ်ပြီးတော့ကျမမောင်လေးကကျမအတွက်ပစုံခွာပေးပါတယ်အဲ့လိုလိမ်မာတဲ့မောင်လေးတွေရှိတာကလည်းဖျားပေးတဲ့ဆုလက်ပါပဲစားတော့ပြီးတော့နောက်ဆုံးမှာတော့အိမ်ပြန်လာခဲ့ပါပြီဒီနေ့ကတော့ဒီလောက်ပါပဲဘိုင်ဘိုင်တာချာ